ကျွန်တော်တို့ဆရာတွေလည်းအပြင်ဆက်တွေဖြတ်နေရပါတယ်နော်နေမကောင်းတဲ့ကြားလိုက်ရနေမကောင်းတာရောအပြင်ဆက်ထိထားတာပေါ့နော်မန်တော်စကားပြောရကိုကတော့ခုနှစ်ရက်သားသမီးတွေကိုကယ်တင်လိုက်တယ်သူတို့ကတော့ကျေးဇူးတင်ပါတယ်နဲ့ပဲနော်ပညာစရာကိုလားဆိုတာမြင်လားပညာစရာအမေအဲ့ဒါကျွန်တော်ဘုဒ္ဓရအောင်ပြတာပါနော်ဘာသဘောနဲ့မှမဟုတ်ပါဘူးနော်ကျွန်တော်တို့ပညာလူကြီးကိုတွေခုနှစ်သားသမီးတွေကဲတာပေါ့နော်ဘယောကကုပြီးတိုင်းမကြဒီလိုအပြင်ဆက်ကလေးတွေဖြတ်ပေးဖို့လိုပါတယ်နော်မိစ္ဆာလဲပါတယ်ဗျရှိုးကြည့်လိုက်တော့ညီကိုတွေရဲ့